မင်္ဂလာပါခင်ဗျာခွန်ဆောင်ကိုရီးယား language ပြီးမှကြိုဆိုပါရစေကျွန်တော်ပြီးကြတဲ့အမတ်စင်တစ်တုံးကကိုရီးယားမူရင်းပြီး14လုံးထဲမှာ4လုံးကိုကျွန်တော်ရှင်းပြသွားခဲ့ပါတယ်ပထမနံပါတ်1မူရင်းပြီးတစ်လုံးကတော့ဂီယော့ဖြစ်ပါတယ်နံပါတ်2နီဦးဖြစ်ပါတယ်နံပါတ်3ဒီကူဖြစ်ပါတယ်နံပါတ်4ရီဦးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုနံပါတ်4ပြီးတော့နံပါတ်5ကိုဆက်လက်ပြီးတော့မီဦးကိုကျွန်တော်ဒီပုံရင်းနှီးနဲ့အတန်အတွက်ကိုဆက်လက်ပြီးတော့ရှင်းပြသွားပါမယ်ခင်ဗျာမီဦးကတော့ကျွန်တော်တို့မြန်မာအခရာမရပါတယ်ခင်ဗျာကိုရီးယားတို့အတန်ထွက်တော့မီဦးပါခင်ဗျာတန်ချီထွက်ပါတယ်သူကမီဦးတန်ချီထွက်ပါတယ်ခင်ဗျာပေါ်ကချင်းပြသွားတဲ့လေးလုံးနဲ့မှာတဲ့တန်ချီတစ်လုံးပါပါတယ်နံပါတ်2ကတန်ချီပါခင်ဗျာသူကလည်းနီဦးတန်ချီထွက်ပါတယ်နံပါတ်1နဲ့3ရဲ့4ရဲ့ကတော့တန်တူစလုံးတွေပါအတန်ကိုပြတ်တောင်းတောင်းနဲ့သူကထွက်ရပါတယ်ခင်ဗျာအခုမီဦးနံပါတ်5အနေနဲ့မီဦးကမြန်မာအခရာမရပါတယ်မြန်မာအခရာမအဓိပ္ပာယ်ထွက်ပါတယ်ခင်ဗျာမြန်မာလိုဆိုရင်တော့ကိုရီးယားအတန်ထွက်မယ်ဆိုရင်တော့မီဦးမှာရေးပုံရင်းနေရကျွန်တော်တို့ပထမဦးဆုံးရှေ့မြင်းဆောင်လေးအကြောင်းဆွဲချပါမယ်သူကတော့ဘာလို့ဆိုစတူဒန်4000ခွက်ပုံလေးပါခင်ဗျာပြီးတော့အဲ့ဒီကအပေါ်ဆုံးမြင်းအဆုံးကနေပြီးတော့နောက်ကိုတန်တန်တစ်ချောင်းဆွဲပါမယ်ဒီကနံပါတ်2ပါခင်ဗျာနံပါတ်2ဆွဲရမယ်အကြောင်းပါအဲ့ဒီရဲ့အဆုံးကနေမှအောက်တက်တစ်ချောင်းဆက်ဆွဲပါမယ်ဒါနံပါတ်3ပါခင်ဗျာ3ချိန်မြောက်ဆွဲရမှာပါအဲ့မှာအောက်အပိတ်တစ်ချောင်းဆွဲပါမယ်ဒါကကျွန်တော်တို့ရေးပုံရင်းနေပါမီဦးရဲ့ရေးပုံရင်းနေပါမီဦးကမြန်မာတို့အခရာအနေနဲ့ဆိုရင်မအခရာအဓိပ္ပာယ်ရပါတယ်မြန်မာစကားအနေနဲ့တော့ဒါပေမဲ့ကိုရီးယားတို့အတန်ထွက်မယ်ဆိုရင်တော့မီဦးလို့ထွက်ပါတယ်ရေးပုံရင်းနေရတော့ဒီတိုင်းလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှင်းပြခဲ့သလိုပဲခြေရတစ်ချောင်းနံပါတ်1သွားတယ်နံပါတ်2သွားတယ်နံပါတ်3ဆင်းနဲ့နံပါတ်4ဆင်းနေပါခင်ဗျာသူက4000ခွက်ပုံလေးပါအခုနံပါတ်5စကလုံးမီဦးရှင်းပြသွားပါပြီတန်ရှည်စကလုံးပါခင်ဗျာမီဦးပြီးတော့ကျွန်တော်ခုထပ်ရှင်းပြမှာတော့ဘီဥဖြစ်ပါတယ်ခင်ဗျာနံပါတ်6အနေနဲ့ဘီဥကိုကျွန်တော်ဆက်လက်ရှင်းပြသွားပါမယ်ကျွန်တော်တို့ကိုရီးယားအခရာဘီဥဖြစ်ပါတယ်မြန်မာအဓိပ္ပာယ်ကတော့ဘာကုန်းရပါတယ်မြန်မာပြည်အနေနဲ့ဆိုရင်တော့ဘာကုန်းရပါတယ်သူ့ကိုကိုရီးယားအတန်ထွက်အနေနဲ့ခေါ်ဆိုမယ်ဆိုရင်တော့သူ့ကိုဘီဥလို့ခေါ်ဆိုပါတယ်သူကလည်းတန်တူပါခင်ဗျာတန်တူတန်ပြက်ပေါ့ခင်ဗျာစကားကျွန်တော်တို့အတန်ထွက်မယ်ဆိုရင်တော့တန်တူနဲ့ထွက်ပါတယ်ခင်ဗျာဘီဥပါဘီဥကိုရေးပုံရေးနေရတော့ကျွန်တော်တို့ပုံစံလေးရတော့ကျွန်တော်တို့မြန်မာအခရာမပုံစံလေးပါဗျာဒုချောင်းလေးတစ်ချောင်းပထမဆုံးဆွဲချပါမယ်နံပါတ်1အနေနဲ့နံပါတ်2နေမှာသူနဲ့အပြိုင်ခက်ခွာလေးရနေနံပါတ်1အနေနဲ့ဒုချောင်းတစ်ချောင်းထပ်ဆွဲပြပါမယ်တက်ဆွဲချပါမယ်နံပါတ်2နံပါတ်3အနေနဲ့ကနေအလေကောင်မြင်းချောင်းလေးတစ်ချောင်းကန့်လက်ပြက်လေးဆွဲပါမယ်နံပါတ်3ရေးရမယ်ဆွဲရမယ်ပုံစံကတော့နံပါတ်4ကတော့အောက်ဆုံးကအပိတ်တစ်ပိတ်ပါဒါကကျွန်တော်တို့နံပါတ်4ပါခင်ဗျာနံပါတ်4ရေးသားနေပါအဲ့တော့ BU ကိုကျွန်တော်တို့မြန်မာပြည်အနေနဲ့ဆိုရင်တော့ဘာကုန်းအဓိပ္ပာယ်ရပါတယ်ကိုရီးယားတို့သူ့အတန်ထွက်ရင်တော့ BU လို့ပဲကျွန်တော်တို့တန်ထွက်ရပါတယ်တန်တူပေါ့ခင်ဗျာ
ဒါဆိုရင်ကျွန်တော်တို့ကိုရီးယားပြည်14လုံးနဲ့မူရင်းပြည်14လုံးနဲ့နေကျွန်တော်6လုံးမြောက်ကိုကျွန်တော်တို့ပြီးသွားပြီပေါ့ခင်ဗျာရေပုံရေနီရဲ့ဒီကောင်လေးကိုကျွန်တော်အခုကဗီဒီယိုအမြန်ဆုံးတစ်ခေါက်ရှင်းပြသွားပါမှာဗီဒီယိုတအားရှင်းနေတဲ့အတွက်တကယ်လို့စင်မပြေဘူးဆိုရင်လည်းတစ်ခါရေးပြီးတော့ပဲကြည့်ပေးဖို့တောင်းဆိုရပါတယ်ခင်ဗျာနောက်ပြန်ရေးပြီးတော့ကြည့်ပေးဖို့ပဲကျွန်တော်တောင်းဆိုရပါတယ်ဒီထဲမှာတန်ချီကျွန်တော်ရှင်းပြတဲ့6လုံးနဲ့မှာတန်ချီကတော့နှလုံးပါလာပါပြီမီဦးနဲ့မီဦးမှာခင်ဗျာခုကျွန်တော်နံပါတ်9လုံးမြောက်ကိုရှင်းပြသွားပါမယ်ချီအိုဖြစ်ပါတယ်ချီအိုဖြစ်ပါတယ်ခင်ဗျာချီအိုပါကျွန်တော်တို့ချီအိုကတော့မြန်မာအခရာအဓိပ္ပာယ်ဘာရတယ်လဲဆိုရင်တော့စလိန်ရပါတယ်ခင်ဗျာစလိန်ရပါတယ်သူ့ကိုအတန်အတွက်ကိုရီးယားအတန်အတွက်အနေနဲ့ကျွန်တော်တို့ခေါ်မယ်ဆိုရင်တော့ချီအိုလို့ခေါ်ဆိုပါတယ်ချီအိုလို့ခေါ်ဆိုပါတယ်ခင်ဗျာသူလည်းတန်လို့ပါခင်ဗျာတကယ်တမ်းကတန်ချီက3လုံးပဲရှိပါတယ်မွေးမီ14လုံးထဲမှာတန်ချီ3လုံးပဲပါပါတယ်ကျန်တဲ့ဟာတော့တန်တူတွေပါပဲခင်ဗျာကျွန်တော်တို့ချီအိုဟိုရေးပုံရေးနေရတော့ကျွန်တော်တို့တချို့လေးမြင်းချောင်းကိုအတက်ဆွဲကြပါတယ်ခက်ဆောင်ခက်ဆွေလေးဆွဲကြပါတယ်နံပါတ်1အနေနဲ့ဆွဲကြပါတယ်အဲ့ဒီအောက်ကနေမှခလေးတဲ့လောက်ကနေမှခက်ဆောင်လေးဘေးကိုတစ်ချက်ဆွဲကြပါတယ်ဒါသူ့ရဲ့ရေးပုံရေးနေဖြစ်ပါတယ်ခင်ဗျာချီအိုရဲ့ရေးပုံရေးနေဖြစ်ပါတယ်ချီအိုကမြန်မာပြည်အနေနဲ့ဆိုရင်တော့မြန်မာလိုအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့စလိန်ရပါတယ်ခင်ဗျာချီအိုကိုကျွန်တော်တို့မြန်မာလိုအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့စလိန်ရပါတယ်ကိုရီးယားအတန်တွဲအနေနဲ့သူ့ကိုခေါ်ဆိုမယ်ဆိုရင်တော့ချီအိုလို့ခေါ်ဆိုပါတယ်မြန်မာအဓိပ္ပာယ်ဘာသာပြန်မယ်ဆိုရင်တော့စလိန်ရပါတယ်ခင်ဗျာခုကျွန်တော်တို့9လုံးမြောက်ကိုရှင်းပြီးသွားပြီဆိုတဲ့အတွက်ကျွန်တော်ဆက်လက်ပြီးတော့နောက်တစ်လုံးကိုထပ်ရှင်းသွားပါမယ်ခင်ဗျာကျွန်တော်တို့အခုကိုရီးယားပြည်ထဲမှာတန်ရှီယာ3လုံးပဲပါပါတယ်နီဦးနဲ့မီဦးမှာသူတို့ကလည်းတန်ရှီတန်ထွက်ပါတယ်ခင်ဗျာနံပါတ်8လုံးမြောက်အနေနဲ့ကျွန်တော်ရှင်းပြသွားမှာကတော့တန်ရှီတစ်လုံးပါခင်ဗျာနံပါတ်အနေနဲ့အီဦးဆိုတဲ့တန်ရှီလုံးကိုကျွန်တော်ရှင်းပြပါမယ်အီဦးကတော့မြန်မာပြည်အနေနဲ့ဆိုရင်တော့အဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ကျွန်တော်တို့အီဦးကအားလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာမြန်မာလိုဆိုရင်တော့မြန်မာပြည်အနေနဲ့အားပါခင်ဗျာသူ့ကိုကြတော့ကျွန်တော်တို့ကိုရီးယားလိုခေါ်ဆိုမယ်ဆိုရင်တော့အီဦးလို့ခေါ်ဆိုပါတယ်သူလည်းတန်ရှည်ပါခင်ဗျာကိုရီးယားပြည်မူရင်းပြည်14လုံးထဲမှာတန်ရှည်3လုံးထဲမှာသူလည်းပါပါတယ်နံပါတ်2ကနီဦးရဲ့နံပါတ်5ကမီဦးရဲ့နံပါတ်6ကအီဦးရဲ့တန်ရှည်3လုံးပါကျန်တဲ့လုံးတွေကတော့17လုံးကတော့တန်တူတွေပါခင်ဗျာဒီအီဦးရေးနေရတော့ကျွန်တော်တို့တကယ်တော့ဝါလုံးပေါ့နော်ဝါလုံးလေးနဲ့တူပါတယ်မြန်မာအဓိပ္ပာယ်အနေနဲ့ဆိုရင်တော့ဘာသာပြန်မယ်ဆိုရင်တော့အားလို့ရပါတယ်ကိုရီးယားတော့အတန်ထွက်တော့အီဦးပါခင်ဗျာရေးပုံရေးသားနေရတော့မှန်တကယ်တော့ကျွန်တော်တို့တက်ကနေနိုင်ပြောင်းပြန်ဝိုက်တယ်လို့ဝိုက်တာပါတချို့လဲအားရတယ်လို့ရေးပါတယ်တချို့လဲပြောင်းပြန်ဝိုက်တယ်လို့ဝိုက်ပါတယ်ဒီကိုအားရတယ်လို့ပဲရေးကြပါခင်ဗျာကျွန်တော်တို့ရှင်းလုံးမြောက်ယူကျွန်တော်တို့ရှင်းပြလာပါခင်ဗျာနံပါတ်9လုံးမြောက်အနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့ GO ကိုကျွန်တော်ရှင်းပြလိုပါတယ်နံပါတ်9လုံးမြောက်အနေနဲ့ကျွန်တော်
G ဥကူရှင်းပြပါတယ်ခင်ဗျာကိုရီးယားပြည် G ဥကတော့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့သူကကြလို့အတန်ထွက်ပါတယ်ကြလို့အဓိပ္ပာယ်ရပါတယ်ဂန်ငယ်ရပင်ကြပေါ့ဗျာကြလို့အဓိပ္ပာယ်ရပါတယ်သူကိုရီးယားအတန်ထွက်ကတော့ G ဥလို့အတန်ထွက်ပါတယ်ခင်ဗျာ G ဥလို့အတန်ထွက်ပါတယ်တန်တူပါပဲခင်ဗျာသူ့ကိုရေးပုံရေးသားနည်းရတော့ညင်ကြောင်လေးတစ်ကြောင်ကိုကျွန်တော်တို့ကန့်လန့်ဆွဲချလိုက်ပါမယ်နံပါတ်1ကနံပါတ်2ကအလေကောင်အတစ်တရနေပြီးခက်ဆွေလေးတစ်ကြောင်ဆွဲချလိုက်ပါမယ်ဒါကနံပါတ်2ပါခင်ဗျာနံပါတ်3ကတော့ဆွဲထားတဲ့မြင်းချောင်းရဲ့အောက်နာခက်ဆွေတဝက်လောက်ကနေပြီးတော့ဘေးကိုတစ်ချောင်းဆွဲလိုက်ပါမယ်ဒါကနံပါတ်3ပါခင်ဗျာသူ့တော့ G ဥလို့ခေါ်ပါတယ်ခင်ဗျာမြန်မာအဓိပ္ပာယ်အနေနဲ့ဘာသာပြန်ပြီးဆိုရင်တော့ကြလို့အဓိပ္ပာယ်ထွက်ပါတယ်ခင်ဗျာကြပါသူ့ကို G ဥလို့အတန်ထွက်ပါတယ်ကိုရီးယားလို့တော့ဒါဆိုရင်တော့ကျွန်တော်တို့ကိုလုံးမြောက်ထိရှင်းပြီးသွားပါပြီခင်ဗျာနောက်တစ်လုံးအနေနဲ့ကတော့ကျွန်တော်တို့နောက်ထပ်တစ်လုံးအနေနဲ့ကတော့ရှီဥကူရှင်းပြသွားပါမယ်ခင်ဗျာရှီဥပါရှီဥပါခင်ဗျာရှီဥကတော့မြန်မာလိုအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ချလို့အဓိပ္ပာယ်ရပါတယ်ခါကွေရပင်ချလို့အဓိပ္ပာယ်ပြန်လို့ရပါတယ်ခင်ဗျာသူ့ကိုရီးယားလိုအတန်ထွက်တော့ချီဥလို့အတန်ထွက်ပါတယ်ခင်ဗျာသူ့ချီဥလို့ကျွန်တော်တို့အတန်ထွက်ပါတယ်ခင်ဗျာရေပုံရေနေရတော့အပေါ်ကမြင်းချောင်းလေးတစ်ချောင်းအတူလေးတစ်ချောင်းဆွဲလိုက်ပါမယ်အတူလေးအောက်ကမှခက်ချီကြီးလေးတစ်ချောင်းနံပါတ်2အနေနဲ့ဆွဲလိုက်ပါမယ်ခင်ဗျာအခက်ရှိရှိလေးကနေမှကျွန်တော်တို့အလေကောင်တစ်တရကနေမှအောက်ကိုမြင်းဆွေလေးတစ်ချောင်းဆွဲလိုက်ပါမယ်နံပါတ်3လေးပါနံပါတ်4အနေနဲ့တော့3ရက်ခလေးလောက်ကနေပြီးတော့ကျွန်တော်တို့မြင်းလေးကန်းလင်းပြက်လေးတစ်ချောင်းဆွဲလိုက်ပါမယ်ခင်ဗျာဒါချီဥရဲ့ရေသားနေပါခင်ဗျာဒါချီဥရဲ့ရေသားနေပဲဖြစ်ပါတယ်ခင်ဗျာမြန်မာအဓိပ္ပာယ်တွေကတော့ခါကွေရပင်ချဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်ဒါရှီဥပါခင်ဗျာအဲတော့ကျွန်တော်တို့ကိုရီးယားမူရင်းပြည်14လုံးရှိရတယ်မှာကျွန်တော်အခုအမှတ်စဉ်အနေနဲ့အမှတ်စဉ်2အနေနဲ့ကျွန်တော်6လုံးထပ်ပြီးရှင်းပြသွားပါတယ်စုစုပေါင်းအခု10လုံးဖြစ်သွားပါပြီခင်ဗျာနောက်ထပ်ရှင်းပြပေးပွဲအတွက်ကျွန်တော်4လုံးပဲကျန်ပါတော့တယ်ဒီနေ့ကတော့ဗီဒီယိုကခြေသွားတဲ့အတွက်ဒီလောက်နဲ့ပဲကျွန်တော်ပြလိုက်ပါမယ်ခင်ဗျာနောက်ထပ်4လုံးတော့နောက်နေ့အမှတ်စဉ်3အနေနဲ့ကျွန်တော်ပြန်လေးပြီးတော့တင်ပြပေးသွားပါမယ်ခင်ဗျာကျွန်တော်ကိုရီးယားမူရင်းပြည်14လုံးနဲ့မှာတန်ရှည်ကတော့3လုံးပဲပါပါတယ်နီဦးမီဦးဤဦးပဲဖြစ်ပါတယ်ခင်ဗျာကွန်ဆောင်ကိုရီးယား language ပြီးကိုကြည့်ရှုနေသူအားလုံးကျမ်းမာချမ်းသာလို့ကြပါစေခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ